အမဘာစားရင်ကောင်းမလဲအခု စားကြမလဲ တင်မောကြီးတောင်းထားမယ် မော်ရ โอเคအဲ့ဆိုအမခဏကြာတင်မောရောက်တော့မှာမယ်တင်မောရောက်တော့မှာလို့ရှိရင်ဘယ်လိုပြောရမှာဒါလိုမျိုးတင်မောတီးတောင်း တမောဒီတောင်းကိုဟန်လို့ကြတော့စုံတမ်လို့ခေါ်တယ်စုံတမ်တမောဒီတောင်း ဆုံးတမ် တမ် စုံတမ် စုံတမ်တမောဒီတောင်း အဲ့ဆိုအမတင်မောတီးတောင်းမှာပြီးရင်ဆုံးတမ်လို့ပြောလိုက်မယ်အဲ့ဒီဟာကိုအမကအဆက်လည်းမများဘူးအဆက်လည်းမနည်းဘူး medium spicy ပေါ့အဲ့ဟာကိုဘယ်လိုပြောရမလဲ ဟုတ်ကဲ့โอเคအဲ့ဆိုရင်အဆက်သိမများဘူးဆိုလို့ရှိရင် pet noise လို့ခေါ်တယ် pet noise ဖက် noise နွိုင်း ဆိုတာအဆက်နည်းနည်းပဲလို့ပြောတာ အဲ့ဆိုဆုံးတမ် စုံတမ် pet pet noise noise โอเค pet noise ဆို အဲ့ဆိုအမအဆက်မစားနိုင်ဘူးဆိုရင်ရောအဆက်နည်းနည်းပဲဆိုရင်ရော စနေစုံတမ်မိုက်ဖက်เลยစုံတမ်မိုက်ဖက်เลยမိုက်ဖက် ဟောဆုံးတန်တင်မောတီတောင်မိုက်ဆိုတော့မြင်းလိုက်တာ မိုက်ဖက်เลยဆို ဖ တာ တ်ကဆက်တာလွယ်လား เลยဆိုတာကလုံးဝကိုမဆက်ဘူးအဆက်လုံးဝ short မယ် လွယ် အဆက်ကိုလုံးဝ short လိုက်တယ် ဆုံးတန် မိုက် မိုက်ဖတ်လွယ်โอเคโอเค လုံးဝ short လိုက် အဲ့ဆိုခုနအရန်ဆက်တာကြတော့ ဖက်မဖက်မ ဖတ်မဆုံးတန်ဖတ်မ တရားဆက်တာ โอเค ဖ โอ က် เค မ โอเคအဲ့ဆိုအဲ့ဒါအမပြောမှာလိုက်မယ်ဆုံးတန်ဖတ် ဖက် မိုက် ဖက်မတရားဆက်တာ အရန်ဆက်တာโอเค ဆက်တာ အဲ့ဆိုပြောမှာလိုက်မယ်ဆက်တာ